တွေးနေရတဲ့အမျိုးသားဆိုရင်သူ့ရဲ့ပေါ့နော်အမျိုးသမီးကိုသမီးနှစ်ယောက်ကိုလုံးကိုအသက်ပြီးတော့လောင်ဖြောက်ခဲ့ပါတယ်ဒီဖြစ်ရလေးကတော့အမေရိကန်နိုင်ငံကော်ရိုရာဒိုမြို့2018ဩဂတ်23မှာဖြစ်ပွားခဲ့ဖြစ်ရမှန်လူသက်အလောင်းဖြောက်မှုပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါအမျိုးသမီးဖြစ်သူကအပြင်ကနေပြန်ရောက်လာခဲ့ပါတယ်ပြန်ရောက်လာတဲ့အချိန်မှာမျိုးသားဖြစ်သူကငါတို့စကားပြောဖို့လိုပြီဆိုပြီးတော့သူ့ကိုအိတ်ခမ်းထဲမှာစကားပြောဖို့ခေါ်လိုက်ပါတယ်စကားပြောဖို့ခေါ်လိုက်ပြီးတော့ငါမင်းကိုမချစ်နိုင်တော့ဘူးငါမင်းနဲ့ကွာရှင်းမယ်ငါမှချစ်ရတဲ့နောက်မျိုးသမီးတယောက်ရှိနေပြီးတော့ပြောလိုက်တဲ့အချိန်မှာသူတွေစကားများကြပါတယ်ဒီမှာပဲသမီးဖြစ်သူကအဖေနဲ့မိနဲ့စကားတန်းနေကြားတဲ့အချိန်မှာခန်းထဲဝင်လာပါတယ်အချိန်မှာဖေဖြစ်သူကအော်ဟောက်ပြီးတော့အပြင်ထွက်ဖို့မောင်းထုတ်လိုက်ပါတယ်အဲ့ဒါပဲသူတို့နှစ်ယောက်စကားရမ်းများပြီးတော့မတီးမခနဲ့ဆုံးလက်တွေပါပြီးတော့အဲ့နေမှာလူတက်မှုဖြစ်သွားပါတယ်မျိုးသားဖြစ်သူကလက်လွန်သွားတာကိုသိတဲ့အချိန်မှာသူ့မျိုးသမီးကိုထုတ်ပိုးပြီးတော့သူကားဝတ်တင်ပါတယ်သမီးညောက်ကိုလည်းတပါတဲ့ကားဝတ်မှာခေါ်ရပါတယ်လူရောက်ပေါက်နေတယ်ပေါ့နော်ရေနေချင်းအဟောင်းတွေရှိတဲ့နေရာကိုခေါ်ရပါတယ်လူရောက်နေတယ်လူသူကင်းမဲ့တယ်ရေနံတူးတဲ့နေရာပေါ့နော်ရေနံကျွန်းလိုနေရာမြို့မှာသူ့မျိုးသမီးကိုသူထုတ်ပိုးရတဲ့ဟာကိုရေနံကျွန်းတွေကိုသူပြစ်ချလိုက်ပါတယ်ပြီးတော့သမီးညောက်ကိုပါကျိုးတုပ်ပြီးတော့တခါတည်းသူ့မိမကိုပြစ်ချနေရမှာပဲတခါတည်းသူ့သမီးကိုပါအဲ့မှာနေပြစ်ချပြီးတော့တက်လိုက်ပါတယ်လူသက်ပြန်ကသူ့ရဲ့မိသားစုအစဖြောက်ပြီးနောက်ပိုင်းမှာပုံမှန်တိုင်းပဲသူနေထိုင်ခဲ့ပါတယ်ချိန်ကြာလာတဲ့ညပတ်ဝန်းကျင်မိဘအတိုင်းဝိုင်းတွေကသတိထားမိလာပြီးတန်တရားရှိလာပြီးတော့ရက်စကန်မှာမှုဖွင့်လိုက်ပါတယ်မှုဖွင့်တဲ့အခါမှာလာရစစ်စေးရမှာသူ့ကိုတန်တရားရှိတဲ့အတွက်ဖမ်းဆီးလိုက်ပါတယ်ဟုတ်ကဲ့ပါတရားခံပြည်သူကိုစုံစမ်းစစ်ဆေးမေးမြန်းရတဲ့အမှုမှန်ကိုပေါ်ပေါက်ခဲ့တဲ့အတွက်ပြင်းထန်စွာသူတရားစွဲထောင်ချလိုက်ပါတယ်ဟုတ်ကဲ့ပါဒီဖြစ်ရလေးနဲ့ပဲသက်ပြီးတော့2020မှာရုပ်ရှင်ကားအဖြစ်နဲ့လည်းပုံပေါ်ရိုက်ကူးထားပါသေးတယ်ဟုတ်ကဲ့ပါအခုလိုစိတ်ဝင်စားကောင်းတဲ့ဖြစ်ရမှန်ဇာတ်လမ်းတွေကိုအမြဲတမ်းတင်ဆက်ပေးပါမှဖြစ်လို့ကျွန်တော် like and share လေးနဲ့ကူညီပေးကြပါဦးခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်